ဆရာနဲ့ပြောရင်းနဲ့ဒါကျွန်တော်လည်းဆက်ဆံမိလို့ပေါ့နော်ဆရာပြောလို့ဒီတစ်ခုတည်းသုံးလို့မရဘူးဆိုတဲ့ဟာဒါအရန်တန်ဖိုးရှိရယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကာယပလမှာကျွန်တော်လုပ်တဲ့ချိန်မှာပြိုင်ပွဲပြိုင်တော့ protein ကို nutrition တွေကိုဒီတကယ်ကျွန်တော်စက်သားတို့ရမယ့်ဟာမျိုးတွေကိုမစားဘဲနဲ့ကျွန်တော် protein တွေပဲတောက်ပြီးဆမ်းမှုတယ်ဆိုတော့အဲ့ဒီ protein တွေပဲတောက်ပြီးတော့တနေ့ကိုဒီ protein ကိုမှာပေါ့ကျွန်တော်200 gram လောက်ထည့်မယ်ဆိုဒီ200 gram နဲ့ကိုပဲ protein တွေပဲဆွတ်ပြီးတော့ထည့်တယ် protein အမှုန့်တွေပဲတောက်တဲ့ခါမှာကျွန်တော်ရလာတဲ့ရလက်ကတိုးတက်မှုမရှိဘူးအဲ့တော့နောက်ဆုံးဆရာကပြောတဲ့ဟာလေးကဒါတကယ်ဟိုမှအကျိုးရှိပြီးတော့အားလုံးအတွက်လည်းမှတ်သားစရာဖြစ်တယ်ပေါ့နော်နောက်တစ်ခုဒီထဲမှာဆရာရဲ့ကျွန်တော်ခုနမေးစရာလေးရှိတာကခုနကြောက်ကက်တွေရောအသေးတွေရောနှလုံးတွေရောပေါ့နော်ဒီဟာကို divine book က supporting ပေးတယ်ဆိုပြီးတော့ကျွန်တော်တို့သိလိုက်ရတယ်ပေါ့နော်သိလိုက်ရတယ်ဆိုတော့ကျွန်တော်တို့ဂျင်လာပြီးတော့လေ့ကျင့်ခန်းလုပ်တဲ့သူတွေထဲမှာမကောင်းတဲ့သူတွေရှိရဆရာရဲ့ဘာမကောင်းတာလဲဆရာကျမ်းမာရေးတခုချိုးတက်တာပြောတာပါဆရာမကောင်းတာဆိုကျမ်းမာရေးချိုးတက်တာကိုပြောတာပါကျမ်းမာရေးချိုးတက်ဆိုချိုးနှလုံးနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာမျိုးတွေအားနေတာလေးတွေအသေးတို့ကြောက်ကက်တို့ပေါ့နော်အဲ့လိုမျိုးတွေဆိုတဲ့အခါမှာကြာရင်ဆရာ तू ကစီးကြိုသမားတွေပေါ့နော်သူတို့ရောတောက်လို့ရလားပေါ့နော်ဆရာပြီးရင်ဘယ်လိုမျိုးအထောက်အကူပြုနိုင်လဲပေါ့ဆရာဟုတ်ပြီကျွန်တော် emphasize လုပ်ပြီးတော့ထပ်ပြီးတော့ပြောမှာပေါ့နော် तू ကဒီ divine boss ရဲ့ power happy ရဲ့ divine boss ရဲ့ဆောင်ပုတ်ကိုက तू ကဘာဖြစ်လို့စီးကြိုမတက်တဲ့ divine boss ဆိုပြီး तू ပြောတာပေါ့နော်ဆိုတော့စီးကြိုတက်စရာအကြောင်းလည်းမရှိဘူးလေစီးကြိုဆိုတာ glucose စစ်တာပဲကာဗွန်6လုံးစစ်တာ तू ကကာဗွန်9လုံးဖြစ်တဲ့ကြောင့်တက်စရာအကြောင်းတော့မရှိဘူးစီးကြိုကနော်နံပါတ်1တစ်ချက်ကအဲ့ဆိုတော့ဒီကောင်ကတတိယဖြစ်ဖြစ်လို့ရှိရင်ကြောက်ကက်ကိုလေ့ကျင့်ခန်းလုပ်တဲ့လူတွေမှာကောင်းစီလားနှလုံးကိုကောင်းစီလားဆိုကောင်းစီတယ်အတွေ့အကြုံလေးပြပြမယ်နော်အတွေ့အကြုံလေးပြပြမယ်ဆိုတော့ပထမဆုံးကကျွန်တော်ဒီ derivatives ကိုစပြီးတော့သိတာကရင်းတော့ဆရာမဒေါက်ခင်နဝင်းဆိုတာရှိရကျွန်တော်အမဒေါက်ခင်နဝင်းမပြောခင်မှာပဲအဲ့ derivatives ကို3နှစ်မိသားစုတစုတွေ့ပြီသူ့အဖေကကြောက်ကက်စီးနေရတဲ့အချိန်မှာ derivatives ကိုပုံမှန်တောက်တာပေါ့နော်တတ်တာတယ်သူကပဲအဲ့လိုမျိုးပဲဆရာတော်ကြီးတွေတချို့ဆရာတော်ကြီးတွေလည်းအဲ့လိုမျိုး lesson ကန်တယ်ပြီးတော့အဲ့လိုမျိုးသွားလှူတာတွေပါရှိတယ်အဲ့ဒီအချိန်မှာ derivatives ကမတွင်ကျသေးဘူးကျွန်တော် derivatives ကိုကြည့်ပြီးတော့ဘာအာဟာရမှုန့်လဲလို့ထင်နေတယ်ကျွန်တော်ကိုယ်တိုင်တောင်ထင်နေတဲ့အချိန်မှာလွန်ခဲ့တဲ့ဟိုနင်းလောက်ပေါ့နော်ဟို15 16လောက်ပေါ့နော်16နှစ်လောက်တော့အဲ့ဒီဟို derivatives ကကြောက်ကက်မှာအသုံးဝင်နေဆိုတာစပြီးသိလာတာဒါပေမဲ့သိလာပြီမဲ့အဲ့ဒါကိုကျွန်တော် literature လောက်ရတယ် literature ဆိုတာက theory ပြန်ကြည့်ရတယ်theory ပြန်ကြည့်တော့လည်းဟုတ်တယ်ဦးနောက်မှာကျွန်တော်ပြောသလိုပဲပေါ့နော်ပတ်စံပေးရင်ပတ်စံဒုတိယဘုရားသခင်ပဲလေအရာရာဖြစ်နေတာပဲဟုတ်တယ်မလားအဲ့ဆိုတော့ဒီကောင်ကိုစားလိုက်လို့ရှိရင် ADB ဖွဲ့စည်းမှုပိုကောင်းလာမယ် ADB ရလို့ရှိရင်ပတ်စံရတယ်လို့ပဲပတ်စံရလို့ရှိရင်ကားပဲဝယ်အိမ်ပဲဝယ်နော်နောက်ဆုံးနောက်မိမယူကိစ္စမရှိဘူးနော်အဲ့ဒါကြောင့်မလို့ तू ကဒီကြောက်ကက်တင်မဟုတ်ဘူး तू နှလုံးတွေလည်းကောင်းတယ်အဲ့ကြောင့်မလို့ဆရာပထမမိကွန်းနဲ့ဆက်ဆက်ပြီးပြောလို့ရှိရင် intra workout ပါပေါ့နော်လုံးမယ်ဆိုလို့ရှိရင်အဓိကပုံမှန်သမားတွေလည်းတောင်းလို့ရတယ်ဒါပေမဲ့အဲ့ဒီအကျိုးအာနိသင်ကပုံမှန်သမားတွေမှာငါအမောခံနိုင်နေဆိုတဲ့ results မျိုးပဲရမယ်ဒါပေမဲ့နှလုံးသမားတွေကြောက်ကက်သမားတွေတောက်တဲ့အခါကြာလို့ရှိရင်ငါဟာပို့ပြီးလုံနိုင်တဲ့ capable ပေါ့နော်ပြီးနောက်ဆက်တွဲမောဟိုက်တာတွေနော်နောက်ဆက်တွဲဒီနှလုံးဟို burden ဖြစ်တာပေါ့နော်ပင်ပန်းတဲ့ဥစ္စာတွေကိုလည်းတနည်းအားဖြင့်ပြောလို့ရှိရင်ကာကွယ်ပေးတယ်အဲ့ဒါကြောင့်မလို့introvert out မှာအထူးသဖြင့်လူတိုင်းတော့သုံးနိုင်ရင်သုံးနော်လူတိုင်းသုံးနိုင်သုံးဆိုဘာဖြစ်လို့ဆိုတော့ဒါ supplement ဆိုတဲ့အတွက်ကြောင့်မလို့ဟိုတချို့လူတွေကလည်းဒါကောင်းတယ်လို့ပြောရရှိတယ်တချို့လူတွေကလည်းဒါအပူပါလို့ပြောရရှိတယ်အဲ့ကျွန်တော်ငင်းကုန်လုံးမနေကြအောင်ဒါပေမဲ့ဒီလိုမျိုးပေါ့နော်နှလုံးထိခိုက်ထားမှုတဲ့လူတွေနော်ကြောက်ကက်အားနေတဲ့လူတွေဆိုလို့ရှိရင်တောင်းလို့ရတယ်လေ့ကျင့်ခန်းလုပ်တဲ့လူတွေမှာဆိုလို့ရှိရင်ဒါကိုတောက်ပြီးရင်လေ့ကျင့်ခန်းကာဒီယိုဆိုတာကငကိုရင်နှလုံးပါပြီးသားလေနော်ဒါနှလုံးနဲ့ပတ်သက်လို့ပို့ပြီးတော့ emphasize လုပ်ပေးတယ်ပေါ့နောက်တစ်ချက်ကထူးထူးခြားခြားပြောမှာအဲ့ဒါကြတော့ကျွန်တော်လွန်ခဲ့တဲ့15နှစ်တုန်းကကျွန်တော်တို့ဒီကြောက်ကက်ကနေပြီးတော့ကြောက်ကက်ဌာနကနေကျွန်တော်တို့သိတဲ့သတင်းကိုပြန်ချိန်ခဲ့ပြီး literature ပြန်လုပ်တာပေါ့နော်ပြီးတော့ကျွန်တော်စေးကူးတဲ့အချိန်ကြတော့ဘယ်လိုတွေ့လဲဆိုလို့ရှိရင်သူတို့ derivatives ပေးလိုက်တယ်အမေရိကန်တော့အဲ့ဒီအမျိုးသမီးကတော့ RA လို့ခေါ်တဲ့သွေးလေးဘက်နာရှိတယ် SLE လို့ခေါ်တဲ့ရေပြန်လေးဘက်နာရှိတယ်ဒါပြင်တချို့အမျိုးသမီးတွေဆို fibromyalgia ပေါ့နော်တနည်းအားဖြင့်ပြောလို့ရှိရင်ကြက်သားတွေအဲ့လိုမျိုးနာကျင်တာပေါ့နော်အဲ့လိုမျိုးယောဂမျိုးတွေရှိတယ်ရှိတဲ့အခါမှာအဲ့ derivatives ကိုပေးတဲ့အခါကျရင်သူတတ်တာတယ်လို့ပြောတယ်ကျွန်တော်ပထမဆုံးကဘာဆိုင်လို့လဲပေါ့နော်ဘာဆိုင်လို့လဲပေါ့နော်ဒီ derivatives ပေးတာနဲ့နာကျင်ကြက်ခဲမှုတွေတတ်တာတယ်ဆိုတော့ဘာကြောင့်လဲပေါ့စာရှာဖက်နေဟုတ်တယ်ပြီးတော့မှတွေ့တယ်အဲ့ဒါကြောင့်မလို့လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာနောက်ဆက်တွဲဆိုကြိုးအနေနဲ့နော်ဟိုဒီလိုလေးဘက်နာတဲတွေမှာပေါ့နော်တနည်းအားဖြင့်ပြောလို့ရှိရင်ချက်သားနာကျင်တဲ့သူတွေမှာဆိုဒီ rival တောက်ပေးထားရင်လည်းအဆင်ပြေတယ်ဆရာလေ့ကျင့်ခန်းမှာမဟုတ်ဘူးလေ့ကျင့်ခန်းမလုပ်လဲပဲဒီ fibro ဟိုပါပေါ့နော်ချက်သားနာကျင်တဲ့သူတွေဟာဒီ ribos ကိုတောက်ပေးမယ်ဆိုအချို့အနေနဲ့ရတယ်လို့တော့ပြောတယ်